အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ပိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့ဒီဗီဒီယိုကိုစောင့်ကြည့်လိုက်ပါကြည့်ပေးပါကျွန်တော်ဘယ်လိုတွက်ကလေးဆိုတာဒီခါကသုံးလုံးပုံချင်းပါဝါနှစ်ခတ်သုံးခုစလုံးယူပါနော်304ခုပုံချင်း3ပါဝါ8နှစ်ခါက385ဆိုပြီး55နဲ့ထွက်လာပါတယ်နောက်တစ်စိုက်ကနှိပ်9 4ပုံချင်းက5ပါဝါ3ညနှစ်ခါက3 5 3ည3ဆိုပြီး8ပုံချင်း9ပေါင်ဝနှစ်နှစ်ခါက3ည9 3ညဆိုပြီး2 3နဲ့ထွက်လာတယ်နောက်တစ်ဆိုင်က9 4 6ပုံချင်းက9ပေါင်ဝ4 9နှစ်ခါက6 9 4 6မနေ့ဖန်တော့ပါနော်9 4 6ကဲနောက်9ပုံချင်းက5ပါဝါ3ညပုံချင်းက8ပါဝါ3 58ထွက်ပါတယ်နော်8တောင်း8ပေါင်ဝါတောင်းဒါနောက်ပဲဆိုင်ပေါ့နော်4 5 6အဲ့ဆိုရင်နှစ်ဖန်က5 3ညနောက်ပဲထိစီကဒီခါကနှလုံးပုံချင်းအခု6 1 9 3ည5ခွန်5 8 4ပုံချင်းကခွန်3 3ည2 3 8ပုံချင်းက3ခွန်2 3ညဒါဆိုရင်ဟို6နဲ့6ကခွန်2 3ညဖြစ်အောင်ပေါင်းပေးရတာနော်အဲဒါကျွန်တော်တို့ကဘာရအောင်လဲဆိုတော့1 6 4ဆိုပြီးထည့်ပေးရမှာဒါကပေါင်းချင်းလို့ပြောရနော်ကြီးပြောတာမဟုတ်ဘူးအရှိက9 4 6ထိုက်စီနဲ့အနောက်ပိတ်က5 3ညပုံချင်းက1 4 6ဒါဆိုရင်တော့9 5 9 3ည4 5 4 3ည6 5 6 3ညပုံချင်းနဲ့ညိတဲ့ကဏ္ဍကတော့9 5 6 5 4 3ညအကြိုက်ဆုံးတစ်ခွက်ကတော့4 3ညဘာလို့ကျွန်တော်4 3ညရွေးတာလဲဆိုတော့ဒီခွန်2 3ညမှာအဲ့ဒီ3ညနဲ့တူတာရှိလို့ဒါကြောင့်ကျွန်တော်4 3ညနဲ့ပို့ကြတာမနေ့ကအောင်ပါစေလို့ပဲဆုတောင်းပေးရစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်